ဒါတုတ်စရာလောက်ဖို့ပေါ့နော်ဘေးစနစ်တက်ပါနော်ဟုတ်ကဲ့ဖွင့်ချိုင်းโอเคအားလုံးပဲမင်္ဂလာပါရှင်တနောင်သူဖူး vlog ကနေပဲကြိုဆိုပါရစေဒီနေ့ကတော့ပေါ့နော်စနွင်းထောင်းနဲ့ငါးကြော်လေးနဲ့ပေါ့နော်တာဖာ2ယောက်ညနေစာစားကြမှာဖြစ်ပါတယ်ရှင်စနွင်းထောင်းပေါ့နော်ဒီမှာနေရနဲ့တရေကြနေတူစားမှာပေါ့နော်စားကြပါဟုတ်ကဲ့ပါမနောဘဝလေးနဲ့မကူနော်ဦးဒီမှာဦးနော်ဒီဘက်ပဲဟာမွေးလာပဲမချင်ဘူးစနေနေ့လေတနေ့တစ်ခါတီးမှာလို့ဒါစနေဥတူစားပါနော်တပင်းရောတပင်းနဲ့အလောက်များဒီကောင်ဒီဒါစနေအပင်နော်ဒီအပင်ကြီးတော့ဥလည်းကြီးတာပေါ့ဒါ channel မှာဈေးတယ်မရှိဘူးဆိုတော့ကျမတို့ကဒီလိုမျိုးတော့အတီးရွက်လေးပေါ့နော်ဒီကောင်ပြန်ဆိုင်ရှာဖွေပြီးတော့အဲ့လိုဒီကောင်ကိုပြန်ဆိုင်ဟင်းတစ်ခွက်ဖြစ်အောင်စားတာပေါ့နော်ကောင်ပြန်ဆိုင်နောက်နေ့ကျပြန်ဦးအပြက်ဆိုင်ထားရင်ပြက်ဥတယ်တဲ့ဒါတုတ်စရာလောက်ဖို့ပေါ့နော်ခဏလေးအုပ်ထားမယ်ပြီးချတော့မယ်နော်ဒါသေးတွေပြောင်းလို့ရေးစိန်ထားပါတော့နောက်တစ်ထပ်ဆေးမယ်နော်ပြီးလို့ရှိရင်မီးခဲထဲမှာဖုတ်မယ်ပေါ့နော်ဒါသမင်းဟင်းကြက်ပြီးကုန်ပြီဆိုတော့ဒါဒီဟာကြောင့်ငပိပေါ့နော်ထက်ထောင်းမတဲ့ရေကြုံငပိကိုတက်တောက်ဆင်းပြီးတော့ကော်ဖီရဲ့ထဲမှာထည့်ပြီးတော့မီးဖုတ်တာပေါ့နော်ဒါရေကြုံငပိရဆဲတော့မယ်ဒါဆိုငပိကနူးပြီးတော့ပျော့သွားပြီနော်ကဲဒါဆိုချတော့မယ်နော်အခွန်လေးလည်းကြွလာပြီဆိုတော့မွေးလာပြီဆိုတော့ချတော့မယ်နော်ဒါဆိုနှစ်ထပ်သုံးထပ်ပြာတွေရှင်းသွားလို့ဆေးလိုက်ပါနော်ဒါဆိုရှင်ရပြီနော်ကြက်သွန်ဖြူနေနန်းကြီးသီး6နဲ့ပေါ့နော်ထောင်းထားတာလေးပေါ့နော်ပြီးရင်စနွင်းထည့်မယ်နော်ဘေးစနွင်းတက်ပါနော်ထောင်းလိုက်မယ်နော်
အခုစနင်းညက်ပြီဆိုတော့စနင်းညက်ပြီဆိုငါပိထည့်မှာပေါ့နော်ဒါအနေတော်လာပဲထည့်မယ်ပြီးမှလုံမထပ်ထည့်မယ်နော်အဲ့ဒါဆိုကြပြီနော်စနင်းထောင်းသမင်းနဲ့နေစားရမယ်နော် တိုင်ပြဘုံဘယ်ဘက်နေဒီဘက် တိုးစရာတော့ငါဖလောင်းရွက်ပြုတ်ရွယ်ပြီးမုံလာဥဖြူပေါ့နော်ပြီးရင်ကြက်မအောက်ရွက်တိုးစရာလေးပေါ့နော်ပြီးရင်တော့မြင်းခွာရဲ့ဟင်ကားလေးနဲ့စားကြတောက်ကြမှာဖြစ်ပါတယ်ရှင်ဒီမင်းအခုမှကြက်ဆိုပူပူနွေးနွေးပါနော် အကြပါလား ဒါချောင်းငါးကလေးကြော်ပါနော်ချောင်းငါးကလေးကြော်စနေထောင်းပါနော်ဒီမှာနေရနဲ့တည်ကြနေပြီးရင်ဖလာရွက်လေးနဲ့တူစားမှာပါနော်အဲ့ကြပါအမကအကြပါငါကလေးကြော အကြပါ အမကก่อน
ဖလောင်းရွက်你就吃饱了呀？ 出来那么难饿。咱们这不， ကောင်းတယ်စနေထောင်းတော့ကျမငငယ်လေးအရင်တက်တယ်အဲ့လိုမျိုးဖျားပြီးလို့ပေါ့နော်ဖျားပြီးလို့သမင်းစားပြက်တယ်ဆိုလို့ရှင်စနေထောင်းလေးနဲ့ဆိုလို့ရှင်တော့သမင်းတပူကတော့အตาလေးပဲဒီနေ့ညနေကိုတော့စနေထောင်းလေးနဲ့ပေါ့နော်ညနေစာအရပြစားလိုက်တယ်ပေါ့နော်ကျမရဲ့ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှင်ကျမရဲ့ page လေးကို follow လေးလုပ်သွားပေးပါနော်ဗီဒီယိုလေးကိုအဆုံးထိရှုပ်ပေးခဲ့ကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲအေဂျင့်နဲ့နေ့ရက်လေးတွေကိုအမြဲပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးနေနောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးပဲတတ်တာပါရှင် 咱们。